ကျွန်တော်ရှားတာဆိုင်နဲ့ဆိုင်ရှိတယ်နောက်တစ်ဆိုင်ကကြတော့အကိုလိုချင်တဲ့ပုံစံနဲ့ unboxing လုပ်လို့ရမယ်ဒါပေမဲ့ pre-order တင်ရမှာအချိန်က2 လောက်တော့ဆောင်ပါမယ်အဲ့တော့ဘာကဲရင်လည်းတောင်းယူပြီးဖြည့်ရှင်းပေးရမျိုးမရှိဘူးအကိုကျွန်တော်ပြောကြောက်ကြရဲ့ တခုမှမကြိုက်ဘူးစောင်းလည်းမစောင်းနိုင်ဘူးစီးအပြည့်နဲ့အတစ်ချွတ်ချွတ်ကိုမှချက်ချင်းဝယ်ပြီးချက်ချင်းသုံးလို့ရတဲ့ဆိုင်မျိုးလိုချင်တာမင်းမချနိုင်ဘူးလားရတယ်ငါ့ဘာသာချလိုက်မယ် အော်တွေ့ပြီကိုနေရာလေးနီးနီးလေးပဲ ဟုတ်လားဘယ်နေရလဲပြပါဦး လက်ပြီမာလေး တက်စီဝါ science physical evidence အတွက်အမှတ်100 မင်္ဂလာပါကိုဗာမြတ်ကိုညီပေးရမလဲရှင် အခုတို့ရုံကဝန်ထမ်းတွေရဲ့ laptop ကိုအကုန်လုံးကအသစ်ပြန်ချိန်ပေးချင်တာ second ဝယ်လို့ရှိရင်လည်းကွာခဏခဏဖြတ်ပြီးတော့ခဏခဏပြင်နေရတယ်အဲ့ဒါကလုံးဝကိုစီးအပြည့်နဲ့အသစ်ချွတ်ချွတ်ကိုလိုချင်တာအဲ့ဒီအတွက်လည်းအကိုအချိန်မစောင့်ချင်ဘူးချက်ချင်းဝယ်ပြီးတော့ချက်ချင်းသုံးချင်တယ်အဲ့ဒါတက္ကစီမှာရှိရဆိုလို့အကိုလာခဲ့လိုက်တာ ဟုတ်ကဲ့ပါရှင်ညီမတို့တက်စီလက်တော့ဆိုင်ကစီးပြင်းနဲ့လက်တော့အသစ်ဆက်ဆက်တွေကိုရောင်းချပေးနေရဖြစ်ပါတယ် official အလုံးနေဖြစ်တာကြောင့်မလို့ကိုရိုင်း unboxing လုပ်မဲ့လူတွေတဲ့လုံးဝကိုအဆင်ပြေပါတယ်ရှင်ပြီးတော့တက်စီဘက်ကလည်းလက်တော့ hardware ဘိုင်းကို2 year warranty ပေးထားပါတယ်ရှင်ဝယ်ယူပြီးတစ်လအတွင်းမှာ factory error ဖြစ်ခဲ့လို့ရှိရင်အသစ်တစ်လုံးလဲပေးရဒါမှမဟုတ် full refund ပြန်ပေးပါတယ်ရှင် service အတွက်အမှတ်100ငါရှာနေတာဒီလိုဆိုင်ကွာစီးအပြည့်နဲ့အာမခံချက်အပြည့်ရှိရဲ့ laptop အသစ်ဆက်ဆက်တွေကိုမှကင်ကျင်တယ် လက်တော့အသစ်ဆက်ဆက်တွေကိုမှ unboxing လုပ်ချင်တယ်ဆိုရင်တော့တက်စီကိုသာအရောက်လာခဲ့ပါ စီးအပြည့် လက်တော့အသစ် ကိုယ်တိုင်ဖောက်မှအစစ်